ရာတော်တပည့်တော်ဆောက်တာဘုရားသည်ဗျာရွာထဲမှာဟိုသာမတာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုရဲဟိုသာကုသိုလ်တရားများကိုနားမလဲလို့ဖြည့်ရှင်းပေးပါဗျာမတာတစ်ခေါက်ကျောင်းဆယ်ခေါက်မတာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုတာကဒါကတင်စားတော်ပါတကကြီးနော်ကျောင်းဆယ်ခေါက်ဆိုတာဒါဘုရားဟောမှာမရှိပါဘူးနော်ဒါတွေကမိယိုးဖလာဘုန်းကြီးတွေအစဉ်ဆက်ပြောခဲ့တဲ့စကားတွေပါစာပေကျမ်းဂန်လာမဟုတ်ပါဘူးဒါစာပေကျမ်းဂန်နဲ့ညှိပြီးပြောရမယ်ဆိုရင်မတာတစ်ခေါက်ကျောင်းဆယ်ခေါက်ဆိုတာအခုတကောင်မကြီးတို့ရိုးရဒလေးအနေနဲ့ဘုန်းကြီးကျောင်းမသွားကြဘူးလားဥပုံလေးတွေဘုန်းကြီးကျောင်းသွားတယ်သွားပြီးဘာလုပ်လဲဂျိုင်းလေးတွေမယူသွားဘူးလားသွားပြီးတော့ဘာသွားလုပ်ကြတယ်ဘုန်းကြီးမှတီလာမယူဘူးလားယူလိုက်ကြတယ်ယူပြီးရင်တူထမင်းမစားဘူးလားကောင်းတယ်နော်နေတို့အိမ်ကစက်သားကြောင့်မစိုးဘူးနော်နေတို့အိမ်ကငဖယ်ချက်လေးမကောင်းတယ်နော်နေရပဲပြုတ်တော့လေမစိုးဘူးဟာလားနေတို့ငပိရေကောင်းနော်အေးနေတို့ဘလို့လဲလေအချင်းနေဘလို့ရှိတယ်ဟေးဥလာအောင်ရမေးရတခါကြီးဘလို့စဘာကောင်းလားဒီနဲ့ဘုန်းကြီးကျောင်းမှာသွားပြီးတော့အစားသွားကျောင်းတွေစီးပွားရေးကျောင်းတွေပြောပြီးနှစ်သမီးအိမ်ထောင်ကြတော့ဘယ်နဲ့ရှိပြီလဲမြည်လေးရပြီလားအဖွားကြီးတွေအဲ့လိုပြောပြီးတော့ဟာလားထမင်းတွေစားစကားတွေများပြီးတော့ခက်တိနဲ့ညနေစမ်းရောက်တော့ပါရောက်တယ်အိမ်ပြန်လာအောင်အိမ်ပြန်ရောက်တော့ဥပုပ်ချလိုက်တယ်တခါကြီးပြောသလိုပြီးညစာလည်းပြန်စားပဲဟောကြားတဲ့တခါကြီးရဲ့အဲ့လိုပုံကိုယ်တွေကျောင်းဆယ်ခေါက်သွားလို့ကုသိုလ်ထူးပါမလားတိတ်မထူးဘူးနော်ကြားတဲ့တခါကြီးတွေဒါပြောပြတာနော်ဥပမာပြောချင်တာအဲ့လိုကျောင်းဆယ်ခေါက်သွားမဲ့တူတူမတာတစ်ခေါက်သွားပြီးတော့အတုပဘာဝနာရှုလိုက်မယ်ဆိုရင်မရဏနုတ္တိတည်ခြင်းတရားတွေမပွားများရဘူးလားဩမရဏမေဘဝိတ္တိမရဏမေဘဝိတ္တိငါလဲဧကံမုတ်ချသေရတော့မှာပါလားငါလဲဧကံမုတ်ချသေရတော့မယ်ဩငါတငယ်ချင်းတော့သေပြီဆိုတဲ့မရဏတင်ညာလေးမရဘူးလားအဲ့လိုဆိုရင်ကုသိုလ်တအားဖြစ်သွားတာဒါကြောင့်မို့ကျောင်းဆယ်ခေါက်သွားတာထက်ကိုမတာတစ်ခေါက်သွားတာကကုသိုလ်ပူရတာကိုရည်ရွယ်ပြီးတော့မတာတစ်ခေါက်ကျောင်းဆယ်ခေါက်လို့ဒီလိုမျိုးပြောရင်လည်းမှန်ကန်ပါတယ်တကကြီးရဲ့နောက်ထပ်လည်းကြံကျင်တယ်လို့ကြံလို့ရပါတယ်ဖះဟောမရှိဘူးကျင်လားမှန်လားဦးဇင်းပြောတာမှန်လားဒါပဲလေနော်တကယ်မို့ဘုန်းကြီးကျောင်းသွားပြီးတော့ဦးဇင်းပြောတယ်အခုတကကြီးတို့တကောင်မကြီးတို့ကျောင်းလာတယ်တီလာကိုကောင်းစားစောက်တယ်တရားတွေနားတယ်ဟုတ်ပြီလားတရားတွေဆွေးနွေးတယ်ပြီးတရားတွေအားထုတ်မယ်ဆိုရင်အတုပသွားတာတည်းမတာဘူးလားရှင်းလားဒါပါပဲလေနံဓာတ်တွေမရှိပါဘူးတကကြီးတို့ဟုတ်ပြီနော်သဘောပေါက်လားဦးဇင်းပြောတာအခုဒီမှာနေရင်အတုပဘာဝနာရှုလို့မရဘူးလားမရဏနုတ္တိလည်းစီဖြန်းလို့မရဘူးလားဝိပဿနာလေးလည်းအားထုတ်လို့မရဘူးလားအဲ့လိုဆိုရင်အတုပပို့တာတဲ့ပို့ကျေးဇူးမများပါဘူးလားဒါပဲလေနားလည်မလို့တကကြီးလေဟုတ်